တင်ကန်းဝေးယုံထားတဲ့ဦးစင်လေးတဦးတည်းကသာဂါထာမန်တန်နဲ့ဂမ်ဘီယာအတတ်ပညာတွေကိုတတ်ထားပေမဲ့သူ့ရဲ့မျက်စိရှိမှတရွာလုံးကိုအမျိုးမျိုးဒုက္ခပေးနေတဲ့အပြစ်မဲ့ရွာသူရွာသားတွေကိုအောက်လန်ပညာနဲ့တက်ပြတ်နေတဲ့အင်ပတန်စိုးသွမ်းရုံမာတဲ့အောက်လန်ဆရာကြီးရဲ့ရန်ကိုနှိမ်နှင်းဖို့နဲ့ရွာသူရွာသားတွေရဲ့အသက်အိုးအိမ်တွေကိုကာကွယ်ပေးမဲ့သူတဦးတယောက်မှမရှိကြတာကြောင့်ဦးစင်းလေးဟာယဟန်တို့ရဲ့တီလာနဲ့တိတ်ခါပုတ်တွေကိုငှဲ့ကွက်နေရတာကြောင့်ဒီပြဿနာတွေမှာဝင်မပါမိဖို့အတွက်အတော်လေးထိန်ချုပ်တီးခံခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအောက်လန်ပညာတဲ့အဖိုးကြီးကအလွန်ဆိုးသွမ်းရက်ဆက်ပြီးတော့သူ့ရဲ့အောက်လန်ပညာမြင့်တင်ဖို့နဲ့အသက်အရာထောင်ရှိရှည်ဖို့အတွက်ဘုံကြီးကျောင်းကတင်ကန်းဝတ်ထားတဲ့ကိုရင်လေးကိုပါမချမ်းအောက်လန်ပညာတဲ့ရဲ့လက်ချက်နဲ့တေဆုံးရတာကြောင့်ဦးစင်းလေးဟာလုံးဝတီးမခံနိုင်တော့ပဲယဟန်တို့စောက်တီရတဲ့229ပါးသောတီလာတွေကိုရက်တန့်ပြီးတော့တင်ကန်းကိုချွတ်အဝတ်ဖြူကိုပြောင်းဖို့ခါအောက်လန်ပညာတဲ့နဲ့အကျိတ်အနေရှင်ပြန်တိုက်ခိုက်ရမှာအလွန်အထိနာပြီးတော့တေလူမျောပါဖြစ်ခဲ့ရတဲ့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ဆက်လံပုံပြင်လေးကိုပျော်ပြပေးသွားမှာပဲဖြစ်ပါတယ်ပုံပြင်လေးကိုမစားတင်ခင် channel လေးကို like subscribe မနှိပ်ထားသေးဘူးဆိုရင်တခါတည်းနှိပ်ပေးထားဖို့တောင်းဆိုပါတယ်ဒါဆိုရင်ကျွန်တော်တို့ပုံပြင်လေးကိုစားလိုက်ကြရအောင်ဟိုးရှိတုန်းကရှေးကြတဲ့ထိုင်းအီစံလူမျိုးတွေနေထိုင်တဲ့တောင်ရှည်ကရွာလေးတရွာမှာရွာသူရွာသားတွေကလေယာလုပ်ငန်းနဲ့လုပ်ကင်စားတော့နေထိုင်ကြပါတယ်။ဒီနေ့မှာတော့အဲ့ဒီရွာမှာထူးဆန်းတဲ့အဖြစ်ဆိုတွေဖြစ်ပေါ်လာပါတယ်။အဲ့ဒါကတော့ရွာသူရွာသားတွေဘာကြောင့်မှမသိနည်းနည်းချင်းပျောက်ဆုံးသွားကြတာပဲဖြစ်ပါတယ်။ပြီးတော့လေတွေကစပားဆိုင်ခင်တွေကစပားစီတွေဟာလည်းရိတ်သိမ်းခန်းဒီမှာဆိုတိတိတသာရော့နေပြီးထူးဆန်းစွာပျောက်ဆုံးတာကိုကြုံကြရပါတယ်။ရှေးလူကြီးတွေကဒါဟာအင်မတန်ရှေးကြတဲ့အောက်လန်ပညာကိုအသုံးချပြီးတော့ဂါထာမန်တန်တွေနဲ့စပားစီတွေကိုအောက်လန်ပညာတွေကခိုးယူနေတာဆိုပြီးတော့ပြောဆိုကြပါတယ်။ဟိုးအတိတ်တုန်းကအဲ့ဒီလိုအင်မတန်ဆိုးသွမ်းတဲ့အဖြစ်အပျက်မျိုးကိုကြုံခဲ့မှုကြောင့်ရှေးလူကြီးတွေကနောက်လူငယ်တွေကိုတတိပေးပြောဆိုကြပါတယ်။အဲ့ဒီတုန်းကလေဆောက်ကြတဲ့လေသမားတွေဟာလေထဲမှာပဲတည်ခြင်းမလားတည်ကြရကုန်ပါတယ်။ဘုံကြီးတွေကိုပင်တရားနာလဲမနိုင်နီးစပ်ရာရွာကအထက်လန်းပညာတဲ့အောက်လန်းပညာတဲ့တွေကိုအကူအညီတောင်းတော့လဲဘာမှမထူးရှားပဲဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့စပားရိတ်သိမ်းတဲ့ယာတီနေ့တစ်နေ့ကိုရောက်လာတဲ့အခါမှာတော့နိုင်ထောင်ကွန်ဆိုတဲ့လူနဲ့စပားကုံတဲ့တွေဟာမြို့မှာစပားရောင်းချဖို့အတွက်တရွာဝင်တရွာထွက်စပားဝယ်ကြရင်နဲ့အဲ့ဒီရွာလေးတရွာကိုရောက်ရှိလာကြပါတယ်။နိုင်ထောင်ကွန်နဲ့စပားကုံတဲ့တွေဟာအဝေးကလာကြရင်နဲ့အဲ့ဒီရွာလေးကိုပထမဦးဆုံးအခါရောက်ပူကြတာပဲဖြစ်ပါတယ်။စပားကုံတဲ့တွေဖြစ်ကြတဲ့နိုင်ထောင်ကွန်တို့အဖွဲ့ဟာရွာရဲ့အဖြစ်အပျက်တွေကိုသိကြရတော့အတော်လေးစိတ်မကောင်းဖြစ်ကြရပါတယ်။နယ်လှည့်ပြီးကုံတဲ့အလုပ်လုံးနေကြရတဲ့သူတို့တွေကလည်းအောက်လန်ပညာတွေတတ်ထားတဲ့သူတွေဖြစ်တာကြောင့်အဲ့ဒီရွာသူရွာသားတွေကိုကူညီကယ်တင်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ညရောက်လာတော့နိုင်ထောင်ကွန်းတို့အဖွဲ့ဟာတီကုန်းထားတဲ့ပန်းတွေနဲ့ရွာအစွန်လေကွင်းနာကချတောင်ပိုးကြီးရဲ့အရင်နာကိုတွားကြပြီးတော့အစီရင်တွေပြုတ်လောက်ကြပြီးအစောက်ရှောက်ပုံကိုယ်တွေကိုအဲ့ဒီရွာလေးကိုအနောက်ချက်ပေးနေတဲ့ရန်ကားနေကောက်ွယ်ပေးဖို့အတွက်ဆူတောင်းတိုင်တဲကြပါတယ်။ပြီးတာနဲ့ရှုံကွယ်အားတနေရာစီကိုတွားရောက်ပုံကိုကြပြီးတော့အခြေအနေကိုခဏတာစောင့်ကြည့်ကြပါတယ်။အဲ့ဒီထဲမှာခက်လန်လန်းကနေအန်ဒီရဲ့ကင်းတဲ့နေရာမှာစောင့်ကြည့်နေတဲ့နိုင်ထောင်ကွန်းရဲ့တားငယ်လေးတယောက်လည်းလိုက်ပါလာခဲ့ပါတယ်။တိတ်မကြခင်လေးမှာပဲလေပြင်းလာတိုက်လာပြီးတော့တောက်ပနေတဲ့လမင်းကြီးကလည်းတိမ်မဲတွေဖုံးအုပ်သွားပြီးအချိန်ခဏလေးအတွင်းမှာထူးဆန်းစွာအမှောင်ကျသွားပါတယ်။ပြီးတော့လေကင်းတွေကစပားစီတွေဟာလည်းရေလိုင်းတပွဲလေထဲမှာလွင့်စင်နေကြတာကိုတွေ့ကြရပါတယ်။အဲ့ဒီချိန်မှာနိုင်ထောင်ကွန်းတို့အဖွဲ့ဟာဒါဟာတာမန်အောက်လန်ပညာတဲ့ရဲ့လက်ချက်မဟုတ်ကြောင်းရှေ့ကြားတဲ့အစွမ်းထက်တဲ့ပညာမျိုးဆိုတာကိုသိလိုက်ရပါတယ်။အဲ့ဒါနဲ့သူ့ရဲ့တပည့်ဆန်ကုန်းတဲ့တွေကိုတတိထားကြဖို့တတိပေးလိုက်ပြီးတာနဲ့သူပေးထားတဲ့ပြမှုတ်တွေကိုမျက်လုံးတွေမှာတုပ်လှိန်ခိုင်းလိုက်ပါတယ်။အဲ့ဒါမှပဲလေထဲလွှင့်နေတဲ့စပားအမြောက်အများဟာတကယ်တမ်းတော့မကောင်းဆိုးဝါးဝိညာဉ်တရေတွေတည်ယူနေကြတာကိုထင်ထင်ရှားရှားအမှန်တိုင်းတွေ့လိုက်ရပါတယ်။
ပြီးတော့အကောင်ကြီးလွန်းလာတဲ့ခွိုင်ထနုံလို့ခေါ်တဲ့ကျွဲမိတ်စာတရေတွေကလည်းစပားတွေကိုလှဲတွေနဲ့တဲဆောင်နေတာကိုတွေ့ကြရပါတယ်။နိုင်ထောင်ကွန်းတဲ့စပားကုန်တွေဟာအဲ့ဒီတရေတွေနဲ့ကျွဲတရေတွေကစပားတွေကိုဘယ်ကိုတဲဆောင်သွားကြလဲဆိုတာကိုအနောက်ကနေပုံပြီးတော့တိတ်တိတ်လေးလိုက်ကြည့်ကြပါတယ်။ဒါပေမဲ့သူတို့အဖွဲကိုမနီမဝေးကနေပြီးတော့စောက်ကြည့်နေတဲ့အစိမ်းတရေတစ်ကောင်ရှိနေတယ်ဆိုတာကိုမသိကြပဲဖြစ်နေပါတယ်။နိုင်ထောင်ကွန်းတို့အားလုံးကိုအဲ့ဒီတရေမြင်တွေ့ရတဲ့အတိုင်းတစ်ဖက်ကအောက်လန်ဆရာကြီးဝေတွန်လည်းမြင်နေရတာပဲဖြစ်ပါတယ်။အဲ့ဒီအောက်လန်ဆရာကြီးဝေတွန်ရဲ့ပညာကမကောင်းတဲ့နေရာမှာအဆိုးဆုံးနဲ့အရက်ဆက်ဆုံးဆိုတဲ့ပညာရက်တွေကိုတန်မြောက်ထားတဲ့ပညာသစ်ဖြစ်ပါတယ်။သူရဲ့ပညာရက်ကရှေးကြလွန်ပြီးတော့အသက်ရာထောင်ရှိရှေးအောင်လူတွေရဲ့အသက်ဝိညာဉ်တွေကိုစုပ်ယူစားတော့ပြီးအသက်ဆက်သူတယောက်ဖြစ်ပါတယ်။အောက်လန်ဆရာဝေတွန်ကနိုင်ထောင်ကွန်းတဲ့တပည့်တွေကိုတားရောက်တိုက်ခိုက်စေဖို့အတွက်အစိမ့်တရေအမြောက်အများစီလှုပ်လိုက်ပါတယ်။နိုင်ထောင်ကွန်းတို့ကလည်းသူတို့လိုက်ချောင်းနေတာကိုတစ်ဖက်ကအောက်လန်ပညာသည်တည်သွားပြီဆိုတာကိုသိတာကြောင့်သူရဲ့တပည့်စပားကုန်တွေအားလုံးကိုပုံးနေရာကနေထွက်လာပြီးတော့တရေတွေနဲ့ရင်ဆိုင်တိုက်ခိုက်ကြဖို့အော်ပြီးတော့ပြောလိုက်ပါတယ်။ပြီးတော့နိုင်ထောင်ကွန်းဟာသူ့ရဲ့အိတ်တွေကစပားစီတွေကိုထုတ်ယူပြီးဂါထာမန်တန်တွေနဲ့မှန်မှုတ်ပြီးတော့တရေတွေအပေါ်ပြင်းလွှတ်လိုက်တဲ့အခါမှာဒါသမျှတရေတွေဟာလောင်ကျွမ်းသွားကြပြီးတော့လွင့်စင်ပြောက်ကွယ်သွားကြကုန်ပါတယ်။အဲ့ဒါကြောင့်ပဲအောက်လန်ဆရာကြီးဝေတွန်ကဒီစပားကုန်တွေဟာတာမန်လူတွေမဟုတ်ပဲအောက်လန်ပညာတက်ထားကြတဲ့လူတွေဆိုတာကိုသိသွားတာနဲ့ခွိုင်ထနုံလို့ခေါ်တဲ့တိုက်ကျွဲအမြောက်အများကိုထပ်မံစေလွှတ်ပြီးနိုင်ထောင်ကွန်းတို့အဖွဲကိုတိုက်ခိုက်စေပြန်ပါတယ်။တာမန်မဟုတ်တဲ့နိုင်ထောင်ကွန်းကလည်းအစီရင်တွေနဲ့ပြုတ်လုထားတဲ့တရှည်ကိုထုတ်ကင်လိုက်ပြီးအချိန်အဟုန်နဲ့ပြေးဝင်လာကြတဲ့ကျွဲတရေအမြောက်အများကိုအဲ့ဒီဓာတ်နဲ့လွှဲခုတ်တိုက်ခိုက်တဲ့အခါမှာကျွဲတရေတွေဟာဓာတ်ချက်ထိတိုင်းအပိုင်းပိုင်းပြတ်ကျသွားကြပြီးတော့လွင့်စင်ပြောက်ကွယ်သွားကြပါတယ်။အစမှာတော့အလွယ်တကူတိုက်ခိုက်နိုင်ပေမဲ့ကျွဲတရေအရေးအတွက်များပြားလွန်ပြီးတော့ဒီအတိုင်းတိုင်းလို့မဖြစ်တော့မှန်းသိတာကြောင့်နိုင်ထောင်ကွန်းဟာလက်အုပ်ချီလိုက်ပြီးဂါထာမန်တန်တွေကိုထပ်ပြီးတော့ရွတ်ဖတ်လိုက်ပါတယ်။ဂါထာမန်တန်ရွတ်ဖတ်လို့ပြီးချင်းမှာပဲနိုင်ထောင်ကွန်းတို့ကိုကူတိုက်ပေးမဲ့အလားတူတိုက်ကျွဲအမြောက်အများပေါ်ထွက်လာပါတယ်။အဲ့ဒါနဲ့နိုင်ထောင်ကွန်းဟာကျွဲချင်းတိုက်ခိုက်စီပါတယ်။ဒါပေမဲ့အောက်လန်ဆရာဝေတွန်ရဲ့ပညာကခြေကျပြီးအစွမ်းထက်လွန်တာကြောင့်နိုင်ထောင်ကွန်းရဲ့ကျွဲတရေတွေဟာအောက်လန်ဆရာကြီးဝေတွန်ရဲ့ကျွဲတရေတွေကိုရှုံးနေကြရပါတယ်။နိုင်ထောင်ကွန်းဟာအရှိနေမဟန်တော့မှန်တီတာနဲ့နောက်ထပ်ကာထားတဲ့ပုတ်ထမှန်ရွတ်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့များပြားလာတဲ့ကြီးကန်းတွေထွက်လာပြီးတော့ကျွဲတရေတွေရဲ့မျက်လုံးတွေကိုထိုးဖောက်တိုက်ခိုက်ဖို့စေလွှတ်လိုက်တော့ကျွဲတရေတွေဟာမျက်စိကန်သွားကြပြီးဦးတီကျဲမဲ့ကပြေးရင်းနဲ့လဲကျသွားကြကုန်ပါတယ်။ပြီးတော့အဲ့ဒီကျွဲတရေတွေကိုအစီရင်နဲ့ပြုတ်လုထားတဲ့ကြိုးတွေနဲ့တုံနှောင်ထားလိုက်ပါတယ်။အောက်လန်ဆရာဝေတွန်ကသူစေလို့သမျှအစိမ်းတရေနဲ့ကျွဲတရေတွေကိုနိုင်ထောင်ကွန်းကအနိုင်ရနေတော့နောက်ထပ်အစင်းမြင့်တဲ့အောက်လန်ပညာတွေနဲ့တက်တန်ရင်တရေအမြောက်အများထပ်မံစေလို့တိုက်ခိုက်စေလိုက်ပါတယ်။နိုင်ထောင်ကွန်းဟာတရေအတွက်မနေလာတဲ့တက်တန်ရင်တရေတွေချီတက်လာတာကိုတွေ့တော့သူရဲ့တပည့်စပားကုန်တွေအတွက်တေကုံတော်မှာပဲဆိုပြီးတော့စိုးရင်စိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။နိုင်ထောင်ကွန်းဟာသူတို့ကိုစစ်ကူတိုက်ပေမဲ့သူလိုပြီးဖြစ်တာကြောင့်လေတွေကမြေတဆုပ်ကိုကောက်ယူပြီးရှေးကလူစမ်းကောင်းတွေစစ်တိုက်ရာမှာအသုံးပြုခဲ့တဲ့ဂါထာမန်တန်ကိုမှန်းမုပ်လိုက်ပြီးတော့မြေမုံကိုကျဲထုတ်လိုက်တဲ့အခါမှာတော့ကွန်မန်ထောင်လို့ခေါ်တဲ့တားကြောင်မင်းစာတရေ၄ဦးနဲ့ဟဝေစီလို့ခေါ်တဲ့စစ်တီတရေချီဦးတို့ထွက်ပေါ်လာပြီးတော့အရေးအတွက်မနှဲလာတဲ့အောက်လန်ပညာတဲ့ရဲ့တရေမိစ္ဆာတွေကိုအပြင်းအထန်တိုက်ခိုက်စေပါတယ်။နိုင်ထောင်ကွန်းရဲ့ကွန်မန်ထောင်မင်းစာတရေ၄ဦးနဲ့ဖဝေစီချီဦးတို့ကအရေးအတွက်နဲလွန်နေပေမဲ့တိုက်ခိုက်စွမ်းရည်ကောင်းလွန်းတာကြောင့်အောက်လန်ဆရာကြီးဝေတွန်ရဲ့တရေတွေဟာအကြည့်နာပြီးတော့တိတိတသာရောကျသွားကြပါတယ်။အောက်လန်ဆရာဝေတွန်ဟာနိုင်ထောင်ကွန်းရဲ့ဂါထာစွမ်းတွေဟာထက်လွန်နေပြီးတော့သူလိုသမျှတရေတရှိတွေရောကျသွားရတာကြောင့်ရှော့တွက်လို့မရတော့ပဲသူကိုယ်တိုင်ပဲနန်းခွာပြီးတော့နိုင်ထောင်ကွန်းကိုတွားရောက်တိုက်ခိုက်ပါတယ်။
ပြီးတော့အောက်လန်ဆရာဝေတွန်ကသူနှစ်ပေါင်းများစွာစုဆောင်ထားတဲ့သူ့ရဲ့ဝိညာဉ်နဲ့အတူလိုက်ပါလာတဲ့နှိရှို့တရေအမြောက်အများကနိုင်ထောင်ကွန်းရဲ့တပည့်တွေကိုဝိုင်းထားလိုက်ကြပါတယ်။နိုင်ထောင်ကွန်းရဲ့တပည့်တွေအားလုံးကလည်းအသေးအတန်မကျွတ်မလွတ်တဲ့တရေတွေကိုတိုက်ခိုက်ရပါတယ်။နိုင်ထောင်ကွန်းရဲ့ဓာတ်ကြောင့်တရေတော်တော်များများတေဆုံးပြီးတော့ကျွတ်လွတ်သွားကြပါတယ်။ဒါပေမဲ့အောက်လန်ဆရာဝေတွန်ရဲ့တရေတွေများပြားလွန်းတာကြောင့်စစ်ကူတိုက်ပေးကြတဲ့သူ့ရဲ့ကွန်မန်ထောင်နဲ့ဟဝေစီဆိုတဲ့စစ်တီတရေတွေကလည်းတိုက်ပွဲကြကုန်ပါတယ်။အဲ့ဒါနဲ့မနိုင်မနှင်းဖြစ်ကုန်ကြပြီးနိုင်ထောင်ကွန်းရဲ့တပည့်တွေအားလုံးကလည်းတိုက်ပွဲကြသွားကြပြီးတော့အောက်လန်ဆရာကြီးဝေတွန်ရဲ့တရေတွေရဲ့အစာတွေဖြစ်သွားကြကုန်ပါတယ်။ဒီအခါမှာတော့နိုင်ထောင်ကွန်းတယောက်တည်းသာကြံပါတော့တယ်။နိုင်ထောင်ကွန်းကအရှိနေမကောင်းတော့မှန်တီတော့အလင်းအမြန်ပဲရင်းတွေနဲ့စီရင်ထားတဲ့ရှီဟောင်ပဝါပိုင်းကြီးကိုထုတ်ယူပြီးသူ့ရဲ့လက်ဘဝကိုဓာတ်နဲ့မှုန်းကပဝါပေါ်သွေးတွေဖောက်ချပြီးတော့မန်တန်ယူလိုက်ပါတယ်။မန်တန်ယူလို့ပြီးတာနဲ့အောက်လန်ဆရာဝေတွန်ဟာနန်ခွာလို့မရတော့ပဲသူကိုယ်တိုင်ပဲနန်ရှိရာကိုလိုက်ပါလာရပြီးနိုင်ထောင်ကွန်းရဲ့အရှိတက်တဲ့ကိုရောက်ရှိလာရပါတယ်။နိုင်ထောင်ကွန်းဟာသူ့ရဲ့အရှိတက်တဲ့ကဆေးမြင့်ကြောင်အပြည့်နဲ့သူ့ရဲ့အဓိကရန်သူအောက်လန်ဆရာကြီးဝေတွန်ကိုထင်ထင်ရှားရှားတွေ့လိုက်ရပါတယ်။ဒီအောက်လန်ဆရာကြီးဝေတွန်ကိုဒီအတိုင်းတိုက်ခိုက်လို့မဖြစ်တော့မှန်းသိပြီးတော့နောက်ဆုံးအနေနဲ့အသက်နဲ့ရင်ပြီးတော့ရှိသမျှအစွမ်းတွေကိုထုတ်သုံးလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အောက်လန်ဆရာကြီးဝေတွန်ကလည်းဒီအရှိန်အထိရောက်လာပြီဆိုတော့သူလည်းရှိသမျှအစွမ်းတွေကိုအကုန်ထုတ်သုံးပြီးတော့တိုက်ခိုက်ဖို့သူ့ရဲ့ဝိညာဉ်တွေကိုသူ့ရဲ့ခန္ဓာကိုယ်ထဲစုပ်ထဲလိုက်ကအားအင်တွေဖြည့်တင်းလိုက်ပါတယ်။နိုင်ထောင်ကွန်းဟာဂါထာမန်တန်တွေနဲ့မြားကြီးတစ်စင်းကိုဖန်ဆင်းလိုက်ပြီးတော့အောက်လန်ဆရာကြီးထံအစွမ်းကုန်ပစ်လွှတ်ထည့်လိုက်ပါတယ်။အောက်လန်ဆရာကြီးဝေတွန်ကအရှိန်မီတားဆီးဖို့အစွမ်းကုန်မော်အစွမ်းနေနဲ့ပြန်ပြီးတော့ပြစ်ထဲလိုက်ရာအလွန်ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်လာပြီးတော့နှစ်ယောက်စလုံးကတယောက်တနေရာစီလွှင့်စင်သွားကြပါတယ်။အဲ့ဒီပြင်းထန်တဲ့ပေါက်ကွဲတံတွေကြောင့်နိုင်ထောင်ကွန်းဟာအောက်လန်ဆရာဝေတွန်ထက်ပိုပြီးတော့အထိနာပြီးတော့ခံနိုင်ရည်မရှိတော့ပဲခုခံနိုင်စွမ်းလုံးဝမရှိတော့တဲ့သူတယောက်ဖြစ်သွားရပါတယ်။အောက်လန်ဆရာဝေတွန်ကလည်းအထိနာထားပါတယ်ပြီးတော့အောက်လန်ဆရာဝေတွန်ကသူ့ရဲ့အောက်လန်ပညာနဲ့လဲကျနေတဲ့နိုင်ထောင်ကွန်းကိုညှစ်သက်ဖို့လုပ်ပါတယ်နိုင်ထောင်ကွန်းမှာတော့လုံးဝခံနိုင်ရည်မရှိတော့ပဲသွေးတွေအန်ပြီးအလူအလဲခံစားနေရတော့ပုံနေတဲ့နေရာကနေသူ့ရဲ့အဖေအလူလဲခံစားနေရတာကိုမြင်တွေ့နေရတဲ့နိုင်ထောင်ကွန်းရဲ့သားငယ်လေးကအဖေစီအမြန်ပြေးဝင်သွားပါတယ်အောက်လန်ဆရာဝေတွန်ကနိုင်ထောင်ကွန်းမှာတားတယောက်ရှိနေတယ်ဆိုတာကိုမြင်တွေ့လိုက်ရတာနဲ့နှစ်ယောက်စလုံးကိုတပြိုင်တည်းတပ်ဖို့လုပ်ပါတယ်အောက်လန်ဆရာဝေတွန်ဟာကလေးကိုတပ်ဖို့လှုပ်တော့မဲ့အချိန်မှာနိုင်ထောင်ကွန်းဟာသူ့မှာမရှိတော့တဲ့အားအင်လေးနဲ့အကုန်ယုံထပြီးတော့သူ့ရဲ့သားလေးကိုပွေဖက်ပြီးအသေးခံပြီးကာကွယ်ပါတယ်။အဲ့ဒီချိန်မှာနိုင်ထောင်ကွန်းရဲ့သားငယ်လေးဟာဘာမှမဖြစ်ပဲနိုင်ထောင်ကွန်းမှာတော့အလွန်နာကျင်စွာခံစားရပြီးတေဆုံးရတော့မယ့်အထိဖြစ်သွားရပါတယ်။နိုင်ထောင်ကွန်းဟာမတေဆုံးခင်သူ့သားငယ်လေးရဲ့လက်ကိုကင်ပြီးတော့သူ့ရဲ့ညင်ဘက်ပေါ်တင်ကသားငယ်လေးကိုဝမ်းနေစွာကြည့်ပြီးဒါလေးကြောက်ခံခုချိန်အနေစပြီးအဖေတောင်းစောင့်ချဖို့ရတော့တာတောက်ကိုတောက်လို့ဆက်ရတော့မယ်အဖေတောင်းကိုတည်တည်ချင်တော့အဖေတောင်းကိုအရင်ချစ်တယ်နော်ကဘာပေါ်မှာရှိတဲ့အရာတွေအားလုံးနဲ့တောက်ကိုချစ်တယ်ဒါလေးခုပြီးယူဆိုင်ကြားလာဆိုပြီးတော့နှုတ်ဆက်စကားတွေပြောပြီးတာနဲ့နိုင်ထောင်ကွန်းရဲ့မျက်လုံးတွေအားမှိတ်ကျသွားပြီးတော့လဲကျကအဒီနေရာမှာပဲအသက်ထွက်တည်ဆုံသွားရပါတယ်နိုင်ထောင်ကွန်းတေဆုံးသွားတာနဲ့ကလေးငယ်လေးကြောက်ခံကိုကောက်ွယ်ပေးထားတဲ့အကာအကွယ်တွေဟာပြက်ပြဲသွားတော့အောက်လန်ဆရာကြီးဝေတွန်အတွက်ကလေးငယ်လေးကိုတပ်ဖို့အခွင့်အရေးရသွားပါတယ်အဲ့ဒီအချိန်မှာပဲတရားထိုင်နေတဲ့ဘုံကြီးတစ်ပါးကသူ့ရဲ့အာယုံထဲကနေပြီးတော့ဒုက္ခရောက်နေတဲ့ကလေးငယ်လေးကြောက်ခံကိုမြင်တွေ့လိုက်ရပါတယ်
အဲ့ဒါနဲ့ဖုန်ကြီးဟာနန်ခွာပြီးတော့ကလင်းငယ်လေးကိုကယ်တင်ဖို့အချိန်မီရောက်လာပြီးကာကွယ်ပေးလိုက်ပါတယ်အောက်လန်ဆရာဝေတွန်ကကလင်းငယ်လေးကိုအန်ဒီရဲ့ပေးလို့မရတော့ပဲဖြစ်သွားပြီးတော့အရန်ပဲဒေါသထွက်သွားရပါတယ်အဲ့ဒီအခါမှာဖုန်ကြီးကတကားကြီးလူတွေရဲ့အသက်ကိုမသက်ပါနဲ့တော့ကလေးငယ်လေးရဲ့အသက်ကိုချမ်းသာပေးရင်တကားကြီးကိုလည်းဖုံဖုံနာကျင်အောင်မလုပ်ဘူးကလေးငယ်လေးကိုဖုံဖုံအလူခံတယ်လို့ပြောလိုက်ပါတယ်အောက်လန်ဆရာကြီးဝေတွန်ကအထိနာထားတာကြောင့်ဖုန်ကြီးနဲ့ရင်ဆိုင်မယ်ဆိုရင်မနိုင်တော့မှန်တီးတော့တီးခံလိုက်ရပြီးကိုဖြောက်ပြီးထွက်သွားလိုက်ရပါတယ်အားလုံးပြီးသွားတာနဲ့ဖုန်ကြီးကနိုင်ထောင်ကွန်းတဲ့စဘာကုန်းတွေအားလုံးရဲ့အလောင်းတွေကိုမိတကြိုပေးလိုက်ပြီးကလေးငယ်လေးကြောက်ခံကိုပွေရှိပြီးတော့ဖုန်ကြီးကျောင်းရှိအားကိုခေါ်ဆောင်သွားလိုက်ပါတယ်ပြီးတော့ကလေးငယ်လေးကိုကြုံတွေ့ခဲ့ရတဲ့ဝမ်းနည်းစရာတွေစိတ်နာစရာတွေနဲ့ကလဲစာချေခြင်းစိတ်တွေပျောက်ကွယ်သွားအောင်ဆိုပြီးတော့ကလေးငယ်လေးကြောက်ခံကိုကိုရင်ဝတ်ပေးပြီးဘုန်းကြီးကျောင်းကစာပေတွေသင်ကြားစေပါတယ်တခြားသောဦးစင်းတွေကလည်းကိုရင်လေးရဲ့အဖြစ်ပြက်အကြောင်းတွေကိုဘုန်းကြီးကနေတဆင့်အကုန်သိရတော့အားလုံးကကိုရင်လေးကိုမေတ္တာထားကြပြီးလိမ္မာတဲ့သူတော်ကောင်းလေးဖြစ်အောင်နှွေးနှွေးထွေးထွေးနဲ့တင်ကြားသွန်သင်စောင့်ရှောက်ပေးကြပါတယ်အဲ့ဒီချိန်ကနေစပြီးအောက်လန်ဆရာကြီးဝေတွန်ရဲ့အကြောင်းတွေကိုထပ်မကြရတော့ပဲအချိန်ကြာလာတော့ဘာမှမဖြစ်ခဲ့သလိုမျိုးမေ့ပြေပြောက်ကွယ်သွားကြပါတယ်နေ့တွေကြာလာတော့ကိုရင်လေးဟာအရွယ်ရောက်လာပြီးတော့ဦးစင်းအသွင်ပြောင်းဝတ်လိုက်ပါတယ်ဦးစင်းလေးကြောက်ခံဟာဘုံကြီးတာရဲ့အစုံအမနဲ့တခြားသောဦးစင်းတွေရဲ့တင်ကြားမှုတွေနဲ့ကျဉ်းကြံပြီးကြည်ပြင်းလာရသူဖြစ်ပါတယ်ဦးစင်းလေးဟာရွာတွေကိုပတ်ပြီးဆွမ်းကန်ကြရတော့တခါတရံမှာရွာတွေကလူတွေအတိတ်ကဖြစ်ခဲ့မှုတဲ့အောက်လန်ဆရာကြီးဝေတွန်အကြောင်းပြောကြတဲ့ကိုကြားရပါတယ်အဲ့ဒီတော့ကအောက်လန်ဆရာကြီးဝေတွန်ဟာဘလောက်ထိဆိုသွမ်းကြောင်းလူတွေရဲ့အသက်ဝိညာဉ်တွေကိုဘလို့နှုတ်ယူခဲ့ကြောင်းနဲ့ဘိုက်ကြီးတွေရဲ့ဝမ်ဘိုက်တွေကိုခွဲပြီးကွန်မန်ထောင်ဆိုတဲ့မင်းစားတရေဖြစ်အောင်လုပ်ယူကြောင်းအခုတော့နှစ်တွေကြာလာတော့အောက်လန်ပညာတဲ့အဖိုးကြီးလည်းပြောင်းနေပြီးရွာမှာဘာမှမဖြစ်ခဲ့သလိုမျိုးလူတွေမေ့ပြောင်းနေကြောင်းပြောတဲ့တွေကိုဦးစင်းလေးကကြားလိုက်ရပါတယ်ဒီလိုနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ဦးစင်းလေးဟာနေလှည့်ပြီးတော့တခြားရွာတွေမှာပြောင်းရွှေ့ပြီးပညာရှာရင်နဲ့ရွာတရွာမှာတော့ထူးဆန်းတဲ့သတင်းစကားတွေကိုကြားလိုက်ရပါတယ်ရွာတွေကလူတွေပြောတဲ့စကားတွေကရွာထဲမှာတရေသရှိတွေမကြတွေ့ကြရတယ်လူတွေလောင်းတွေကိုတူးဖော်တာတွေခဏခဏကြုံကြရတယ်ဆိုပြီးတော့ပြောဆိုကြပါတယ်ရွာသူရွာသားတွေကဒါဟာစုံကွေတွေဖောက်စားတာပဲလို့ထင်မှတ်ကြပါတယ်ဒါပေမဲ့ဦးစင်းလေးကတော့အဲ့လိုမထင်မှတ်ထားပဲအတေကကြုံခဲ့မှုတဲ့အဖြစ်ပြက်နဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးတော့စိတ်တွေကနေထင်မိနေပြီးအဖြစ်မှန်ကိုသိကျင်စိတ်တွေဖြစ်ပေါ်နေပါတယ်အဲ့ဒီညမှာပဲဦးစင်းလေးကြောက်ခံမှာသူရန်ချစ်ခင်ရတဲ့ကိုရင်လေးကျွေးနဲ့ပြီးတော့ဖတ်ဒီဆိုတဲ့ဘုံကြီးတစ်ပါးတို့နဲ့အတူတခြားရွာကိုပရိတ်ရွတ်သွားကြပါတယ်ဘုံကြီးကျောင်းကိုပြန်လာကြမယ့်အချိန်မှာတော့မိုးချုံနေပြီဖြစ်ပါတယ်ဒီလိုနဲ့ပဲရဟန်းနဲ့ကိုရင်သုံးပါးတို့ဟာဘုံကြီးကျောင်းကိုပြန်လာကြတဲ့အခါမှာထန်းတော်တနေရာကိုကြော်ဖြတ်လာရင်လန်ခွေလန်းမှာရွာသားတချို့ကိုဓမြတွေကလူရက်တိုက်ခိုက်နေကြတာကိုတွေ့လိုက်ရပါတယ်သူတို့ရဟန်းတွေကဝင်တားကြပေမဲ့ဓမြတွေကရဟန်းတွေရဲ့စကားကိုလုံးဝစိတ်ဝင်စားကြပဲနဲ့လူစရာရှိတာလူတိုက်စရာရှိတာတိုက်လုံနေကြပါတယ်ဓမြတွေကရွာသူရွာသားတွေကိုတက်ပြီးတံမိုးရှိတဲ့ယတနာတွေကိုလူယူနေတာကိုဦးစင်းလေးကြောက်ခံတွေ့နေရတော့မနေနိုင်တော့ပဲဝင်ကူဖို့လှုပ်တဲ့အချိန်မှာဦးစင်းကြီးဖာတီကချက်ရှင်တာပါတယ်ဦးစင်းကြီးဖာတီကဒါဟာရဟန်းတွေဝင်ကူလို့မတင်တော့ဘူးလို့ပြောလိုက်တဲ့အခါမှာပဲဦးစင်းလေးဟာတင်ကန်ဝတ်ထားတာကြောင့်တတိထားမိပြီးတော့စိတ်ကိုကြိတ်မိတ်ပြီးထိန်ချုပ်ထားလိုက်ရပါတယ်အခုလိုအဖြစ်အပျက်တွေကိုမြင်တွေ့ရတဲ့ရဟန်းနဲ့ကိုရင်တို့ကရွာတွေကရွာသူကြီးထံသွားကြပြီးတော့မြင်တွေ့ခဲ့ရတဲ့အကြောင်းတွေကိုတိုင်ကြပြီးဘုံကြီးကျောင်းရှိရာကိုပြန်လာကြပါတယ်ဒီလိုနဲ့လာရလန်ခုလတ်မှာကိုရင်လေးကျွေကပုံမှန်မဟုတ်တဲ့တစုံတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒါကအသက်ကြီးကြီးအဖွားအိုအရွယ်တယောက်ဟာညကြီးအချိန်မတော်ကြောင်တောင်နဲ့တစုံတစ်ယောက်ကထိန်ချုပ်ထားသလိုမျိုးတရေတွေရဲ့အနောက်ကိုလမ်းလျှောက်ပြီးလိုက်နေတာကိုတအံ့တော်ကြီးတွေ့လိုက်ရတော့ဦးစင်းကြီးတေကိုရင်လေးကမေးပါတယ်ဦးစင်းကြီးအဖွားအိုကြီးကဘာလို့တရေတွေရဲ့အနောက်ကိုလိုက်နေတာလဲလို့မေးလိုက်တဲ့အခါဦးစင်းကြီးတေကအော်ဒါကအသက်ကြီးရင်သူတေဆုံခံနေသူတွေကိုအသက်နှုတ်ယူဖို့အတွက်ပညာတဲ့တစုံတဦးကညှို့ယူထားတာကြောင့်အ
ဖွားအိုကြီးကဘာမှမသိပဲတရေတွေရဲ့အနောက်ကိုလိုက်နေတာဖြစ်တယ်။ရွာကလူတွေပြောကြတာကတော့ဒါဟာဘာမှမသိရတဲ့တေဆုံးချင်းဆိုပြီးတော့ကိုရင်လေးကိုရှင်းပြလိုက်ပါတယ်။ကိုရင်လေးဟာအဖွားအိုကိုအလွန်တနာမိနေပြီးတော့ကိုကြီးချင်းစိတ်တွေဖြစ်ပေါ်လာပါတယ်။ဦးစင်ကြီးဖတ်တေကသူကန်နဲ့သူလာကြတာတို့ကတင်ကန်းဝတ်ထားတဲ့သူတွေဖြစ်တယ်ဝင်းမရှုပ်တင်ဘူးဆိုပြီးတော့ကိုရင်လေးကိုထပ်ပြီးတော့ရှင်းပြပါတယ်ကိုရင်လေးဟာဦးစင်ကြီးရဲ့စကားကိုနားမထောင်ကျင်တော့ပဲအဖွားအိုကိုသာကဲတင်ချင်နေပြီးဖျားစာကားထားယူဖိုက်လိုက်ပြီးအဖွားအိုရှီယာဘက်ကိုပရိတ်ရည်တွေပတ်ဖြန်းလိုက်ပါတယ်အဲ့ဒီမှာပဲတရေဝိညာဉ်တွေဟာလောင်ကျွမ်းသွားကြပြီးတော့ပျောက်ကွယ်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲအဖွားအိုကတတိပြန်ဝင်လာပြီးတော့ငိုကြွေးပါတော့တယ်ပြီးတော့ကိုရင်လေးရှိမှတူထားပြီးအခုတို့ကဲတင်ပေးတဲ့အတွက်ကျေးဇူးတင်နေလိုက်ပါတယ်ကိုရင်လေးကလည်းအပွားအိုကြီးရဲ့အန်ဒီရဲ့ကင်းသွားတာကိုတွေ့တော့အလွန်ပဲဝမ်းသာပီတိဖြစ်နေပါတယ်အသက်ငယ်လွန်တဲ့ကိုရင်လေးဖြစ်နေတော့အရှိအနေနဲ့အရိတ်ကဲကိုနားမလဲပဲဦးစင်းကြီးရဲ့ပြောစကားကိုနားမထောင်ပဲလှုပ်မိလှုပ်ရလှုပ်တဲ့အတွက်ဦးစင်းကြီးကလည်းကိုရင်လေးရဲ့မွန်မြတ်တဲ့ကုညီချင်းစိတ်စေတနာစိတ်တွေကိုငှဲ့ကွက်ပြီးတော့စိတ်မဆိုးရက်ပဲဖြစ်သွားပါတယ်အဖွားအိုကလည်းအန်ဒီရဲ့ကင်းသွားပြီဆိုတော့၃ပါးစလုံးကအဖွားအိုရဲ့နေအိမ်ရှိရာကိုလိုက်ပို့ပေးပြီးဖုန်ကြီးကျောင်းရှိရာကိုပြန်လာခဲ့လိုက်ကြပါတယ်ကိုရင်လေးမသိလိုက်တာကကိုရင်လေးရဲ့လောက်ရက်ဟာပြဿနာကြီးကြီးမားမားဖြစ်ဖို့အစားပြိုနေတယ်ဆိုတာပဲဖြစ်ပါတယ်အခုတော့အောက်လန်ဆရာကြီးဝေတွန်းကသူ့ရဲ့အစီအရင်လေးမှာတစုံတယောက်ကဝင်နှောင်းရှက်နေတယ်ဆိုတာကိုသိသွားတော့ကိုရင်လေးကိုအတော်လေးစိတ်ဆူဒေါသထွက်သွားပါတယ်အဲ့ဒီချိန်ကနေစပြီးရွာထဲမှာပဲနွားတလိမ့်ဆန်တွေနဲ့လူတွေအကြောင်းမရှိတေဆုံမှုများပြားလွန်းလာပြီးတော့အလိုလိုနေရင်ပျောက်သွားတဲ့လူတွေနဲ့ရွာသူရွာသားတွေဟာအဖြစ်ဆိုးနဲ့ကြုံတွေ့လာကြရပါတယ်တချို့ရွာတွေဆိုရင်ရွာမှာမနေဝန်းကြတော့ဘဲနဲ့အလုံးကျရွှေ့ပြောင်းသွားကြပြီးတော့ရွာကိုရွာပြက်အဖြစ်နဲ့ခြံထဲရပါတယ်တချို့ရွာကရွာသူရွာသားတွေတော်တော်များများတို့ကဘုံကြီးကျောင်းကိုသွားကြပြီးတော့ဘုံကြီးထံမှာအကူအညီတောင်းကြပါတယ်။ဘုံကြီးကကူညီနိုင်တဲ့လောက်ကူညီပေးမယ်ရွာထဲမှာပဲပြန်ဆောင်နေကြပါ။အန်ဒီရဲ့ကင်းတဲ့အဆောင်အယောင်တွေပြုလုပ်ပေးမယ်။လို့ပြီးတာနဲ့အားလုံးကိုဝင်ကားပေးမယ်လို့ပြောပြီးရွာသူရွာသားတွေကိုအိမ်ပြန်စေလိုက်ပါတယ်။ရွာသူရွာသားတွေကဘုံကြီးအစွမ်းရှိတယ်ဆိုတာကိုသိကြတာကြောင့်အန်ဒီရဲ့ကင်းတဲ့အဆောင်လေးရကြရုံနဲ့တင်ကျင်းတဲ့အကြောင်းမှာဖြစ်ပြီးတော့ရွာကမိမိတို့အိမ်မှာပဲပြန်ပြီးတော့စောင့်နေကြပါတယ်။ဘုံကြီးကပွားပိုင်းတွေကိုအင်းနေနဲ့အန်ဒီရဲ့ကင်းအောင်အဆောင်အယောင်အဖြစ်စီစဉ်လို့ပြီးတဲ့အချိန်မှာတော့ညမောင်စာပြုနေပြီဖြစ်ပါတယ်။ပြီးတာနဲ့ဘုံကြီးဟာအဆောင်ပွားတွေကိုရွာတွေကရွာသူရွာသားတွေကိုပေးလို့ရအောင်ဆိုပြီးရွာသူကြီးထံပို့ပေးဖို့ကိုရင်လေးကျွေးကိုခိုင်းလိုက်ပါတယ်။ရွာသူကြီးကအဆောင်ပွားတွေကိုရွာသူရွာသားတွေကိုဝေလို့ပြီးတာနဲ့ကိုရင်လေးလည်းကျောင်းကိုပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော်တော်လေးမှောင်နေပြီဖြစ်ပြီးတော့ကျောင်းပြန်ရောက်ဖို့လေခွင်ကိုဖျက်ကျော်ရပါတယ်။ကိုရင်လေးမသိလိုက်တာကဒီတစ်ခါဘုန်းကြီးကျောင်းကိုပြန်တာဟာဘုန်းကြီးကျောင်းကိုပြန်မရောက်တော့မဲ့အဖြစ်မျိုးကိုကြုံရတော့မှာပဲဖြစ်ပါတယ်။အောက်လန်ဆရာကြီးဝေတွန်းကကိုရင်လေးရဲ့အသွားအလာကိုအချိန်တိုင်းစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ဒီညမှာတော့အောက်လန်ဆရာကြီးဝေတွန်းအတွက်ကိုရင်လေးကိုနှိပ်စက်ဖို့အခွင့်အရေးရသွားပြီးကိုရင်လေးထံအစိမ်းတရေတွေလွှတ်လိုက်ပါတယ်။ကိုရင်လေးဟာရုတ်တရက်တရေတွေကိုတွေးလိုက်ရတော့သူ့မှာလည်းကာကွယ်နိုင်စွမ်းနည်းနည်းပါးပါးရှိပေမဲ့ဘာမှမတွေးမိတော့ပဲအစွမ်းကုန်ထွက်ပြေးသွားတော့တယ်။ဒါပေမဲ့ကိုရင်လေးဟာဘလောက်ပြေးပြေးတရေတွေကနေရာတိုင်းမှာရှိနေပါတယ်။ကိုရင်လေးမှာပြေးလို့မလို့တော့ရွေးစရာနီလန်မရှိတော့တာကြောင့်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ရပါတယ်။ကိုရင်လေးဟာသူတင်ကြားခဲ့မှုတဲ့ပညာရဲနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့အခါမှာတော့ကိုရင်လေးရဲ့အစွမ်းတွေနဲ့တရေတွေကိုလောင်ကျွမ်းသွားအောင်လုပ်နိုင်ပေမဲ့တရေတွေများလွန်းတာကြောင့်ကိုရင်လေးဟာမနိုင်တော့ပဲလဲကျသွားပြီးတော့တရေတွေကိုက်ဖြတ်စားတော့ပြီးဝိညာဉ်ကိုနှောက်ယူခြင်းကိုခံလိုက်ရပါတယ်။အောက်လန်ဆရာကြီးဝေတွန်းကကိုရင်လေးအလူအလဲခံစားနေရတာကိုကြည့်ပြီးတော့ဝမ်းသာအားရရဲမောပါတော့တယ်။ပြီးတော့အောက်လန်ဆရာဝေတွန်းကငါပြောသားပဲငါ့ကိုလာမဆန်းနဲ့လို့အဲ့လိုပြောပြီးတာနဲ့ဟာတိုက်ပြီးရေမောပါတယ်အဲ့ဒီယုံညံ့တဲ့အောက်လန်ဆရာဝေတွန်းကသင်္ကန်းနဲ့ကိုရင်လေးကိုတော့မငဲကွက်ပဲနဲ့ရက်ဆက်စွာတက်ဖြတ်လိုက်ပါတယ်ညနေလာတော့ဘုံကြီးကျောင်းကဦးစင်းတွေဟာကိုရင်လေးပြန်မြောက်လာသေးတာကြောင့်အတော်လေးစိုးရိမ်ကြရပါတယ်ကိုရင်လေးလမ်းထဲမှာတခုခုဖြစ်နေပြီလားဆိုပြီးတော့ဦးစင်းလေးကြောက်ခံဟာကိုရင်လေးကိုပြုစုပေးတဲ့ဦးစင်းကြီးဖားဒေတို့နဲ့နှစ်ပါးအတူညနေကြီးကိုရင်လေးကိုစိုးရိမ်တကြီးထွက်ရှာကြပါတယ်
လေကွင်းတွေကိုရောက်တော့နှစ်ပါးစလုံးကလေကွင်းထဲမှာတိုက်ခိုက်ထားကြတဲ့အသွင်အပြင်ကိုမြင်ပြီးတေချာလိုက်ကြည့်လိုက်တဲ့အခါမှာတော့လေကွင်းထဲမှာသွေးတွေနဲ့နေရာအနှံ့စွန်းထင်းနေတဲ့နေရာကိုတွေ့သွားပြီးသွေးစီကြောင်းအတိုင်းလိုက်ကြည့်တဲ့အခါမှာလေကွင်းရဲ့ထောက်တနေရာမှာသွေးအိုင်ထဲမှာအသက်မရှိပဲလဲနေတဲ့ကိုရင်လေးတစ်ပါးကိုဝမ်းနေစွာတွေ့လိုက်ကြရပါတယ်ဦးစင်းလေးကြောက်ခံဟာကိုရင်လေးငယ်ငယ်လေးကလေးကသူနဲ့အတူလက်ပွန်တတိနေခဲ့သူဖြစ်ပြီးတော့ကိုရင်လေးကိုအယံပဲချစ်ခင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်အခုတော့ကိုရင်လေးအခုလိုတည်ခြင်းမလားတည်ရတာကိုတွေ့တော့ဒေါသစိတ်တွေဖြစ်ပေါ်လာပြီးစိတ်ကိုမထိန်ချုပ်နိုင်တော့ပဲကိုရင်လေးကိုလှုပ်တဲ့သူကိုကလဲစားရှိဖို့ဒေါသကြီးစွာအော်ပြောလိုက်ပါတယ်ပြီးတော့ယုံညံ့တဲ့ဒီအောက်လန်ဆရာကြီးကိုဘတော်မှတီးမခံတော့ဘူးဆိုပြီးတော့လေကျေလောင်စွာအော်ပြောရင်းမျက်ရည်အပြည့်နဲ့ရှိုက်ကြီးတဲ့ငင်ငိုကြွေးရင်းငါမင်းကိုတွေးအောင်ရှာမယ်ငါမင်းကိုတစားစီကြောင်လှုပ်ပြမယ်အခုလိုဦးစင်းလေးကြောက်ခံဒေါသထွက်တာကိုတခါမှမမြင်ဘူးတဲ့အတူလိုက်ပါလာတဲ့ဦးစင်းကြီးဖတ်တွေကတတိပေးစကားပြောလိုက်ပါတယ်တတိထားပါဦးဦးစင်းအခုဦးစင်းကတင်ကန်းဝတ်ကြီးနဲ့မလုံးတင်ဘူးတတိဒီထက်ပိုထားပါအောင်တော်ကြငရဲကြီးနေပါအောင်မယ်ဆိုပြီးတော့ပြောပါတယ်ဦးစင်းကြောက်ခံကတပြေတော့ဆုံးဖြတ်ပြီးဒီအောက်လန်ဆရာကိုဒီအတိုင်းလွတ်ထားရင်အပြစ်မရှိတဲ့သူတွေထပ်ပြီးတော့ဘာဖြစ်အောင်မလဲဆိုတာမသိဘူးသူ့ကိုရက်တန့်ပေးမဲ့သူဘယ်သူမှမရှိဘူးတပြေတော်ကမှငရဲကိုမစင်ဘယ်သူကဆင်မလဲဦးစင်းကြောင်းခံပြောလို့ပြီးမှဦးစင်းကြီးဖားတွေကဦးစင်းလေးဟာဒီအောက်လန်ဆရာကြီးကိုဘယ်လောက်ထိနာကြီးနေလဲဆိုတာကိုသိသွားပါတယ်ဘယ်လိုမှတားလို့မရတော့အဲ့ဒီနေရာမှာပဲဦးစင်းလေးကြောက်ခံကိုဦးစင်းအဖြစ်ကနေပြီးတော့ချွတ်စီပြီးကိုဘိုးဖြူပြောင်းဖို့ပေးလိုက်ရပါတယ်ကြောက်ခံဟာသူ့ကိုအမြဲသွန်သင်ဆုံးမလမ်းပြပေးခဲ့တဲ့ဝါတော်ကြီးဦးချင်းကိုဦးချကတော့နှုတ်ဆက်ပြီးတာနဲ့ဘုံကြီးကျောင်းကိုပြန်သွားပြီးဘုံကြီးတာကိုပါနှုတ်ဆက်ပြီးတော့အောက်လန်ဆရာကြီးဝေတွန်ကိုတွားရောက်တိုက်ခိုက်ဖို့ထွက်လာခဲ့ပါတယ်။ကြောက်ခံဟာဦးစင်းပွားမှာကလေးကစာပေပညာတွေကိုလေ့လာသင်ယူခဲ့ပြီးတဲ့အပြင်တခြားသောဂမ်ဘီယာအတတ်ပညာတွေနဲ့အထက်လန်ပညာအောက်လန်ပညာတွေကိုပါမကြမ်းနယ်လှည့်ပြီးတော့လေ့လာသင်ယူထားခဲ့သူလည်းဖြစ်ပါတယ်။ကြောက်ခံဟာအထက်လန်ပညာအောက်လန်ပညာတွေကိုအတော်လေးတက်ကြွထားပေမဲ့ပညာတွေကိုတစ်ခါမှမထုတ်သုံးဘူးသေးပဲဒီတစ်ချိန်မှာတော့အစွမ်းကုန်ထုတ်သုံးရဘူးတည်ကြနေပါတယ်။ကိုရင်လေးတည်ဆုံသွားတဲ့လေကွင်းတွေကသွေးစွန်းနေတဲ့နေရာကိုရောက်လာတော့ကြောက်ခံဟာဂါထာတစ်ပုဒ်ရွတ်ဖတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲလေပြင်းတွေတိုက်ခိုက်လာပြီးတော့ရာသီဥတုဆိုးဝါးလာခဲ့ပါတယ်။ပြီးတော့တရေတရှိတွေထွက်လာနေကြတဲ့အရေးအယောင်ကိုစတွေ့လိုက်ရပါတယ်။အဲ့ဒီတရေတွေကတနေရာစီကိုဦးတည်ပြီးသွားနေပါတယ်။ကြောက်ခံကအဲ့ဒီဝင်းညင်တွေသွားတဲ့အတိုင်းနောက်ကနေပြီးတော့မျက်ရှိမပြတ်လိုက်ပါတယ်။ရှင်နာလေးကိုရောက်တော့များပြားလွန်လာတဲ့တရေဝင်းညင်တွေဟာစီတန်းပြီးတော့တိပင်ကြီးတပင်တွေကိုဝင်သွားကြတာကိုကြောက်ခံတွေ့လိုက်ရပါတယ်။ကြောက်ခံကအဲ့ဒီဝင်းညင်တွေသွားတဲ့တောအုပ်တွေကိုရောက်သွားပြီးတိပင်ကြီးဟာအောက်လန်ဆရာကြီးရဲ့အဓိကလျှို့ဝဲနေရာဆိုတာကိုသိသွားပါတယ်။အောက်လန်ဆရာဝေရုံကလည်းသူ့ရဲ့လျှို့ဝှက်တဲ့နေရာကိုတစုံတယောက်သိသွားပြီးဆိုတာကိုသိတာနဲ့ဒေါသထွက်သွားပြီးတော့သူ့ရဲ့အစိမ်းတရေတွေကိုကြောက်ခံကိုတိုက်ခိုက်ဖို့အတွက်စေလွှတ်လိုက်ပါတယ်။ကြောက်ခံဟာသူဒီနေရာကိုရောက်နေတယ်ဆိုတာကိုရန်သူတွေသိသွားပြီးဆိုတာနဲ့စပားစီးတွေကိုထုတ်ယူလိုက်ပြီးဂါထာမန်တန်နဲ့မှန်းမုတ်ကတရေတွေပေါ်ပြေးလွတ်လိုက်တဲ့အခါမှာတော့တရေတွေဟာနာကျင်စွာပူလောင်ရပြီးတော့လောင်ကျွမ်းမှုတွေနဲ့အတူပျောက်ကွယ်သွားကြပါတယ်။ဒါပေမဲ့ဒီလောက်နဲ့မပြီးသေးပဲများပြားလွန်လာတဲ့အစိမ်းတည်တည်ခဲ့ကြတဲ့အသားစားတရေတွေဟာတဟုန်ထိုးပြေးဝင်လာကြပါတယ်။ကြောက်ခံဟာသူ့မှာပါလာတဲ့အဝန်းနဲ့ထုတ်ထားတဲ့အစီရင်တရှိကိုထုတ်ယူပြီးတော့ပြင်ဆိုင်တိုက်ခိုက်ဖို့ပြင်ဆင်ရပါတယ်။အဲ့ဒီတရှိမှာအင်းကာထာတွေနဲ့ရှေးကြတဲ့စာတွေရေးထိုးထားပါတယ်။ကြောက်ခံဟာအဲ့ဒီဓာတ်နဲ့ပဲပြေးဝင်လာသမျှအစိမ်းတရေတွေကိုအဆက်မပြတ်လွှဲခုပ်ပြီးတိုက်ခိုက်ပါတယ်။တရေတွေကလည်းအစွမ်းထက်တဲ့ဓာတ်ချက်နဲ့အပိုင်းပိုင်းပြက်ပြီးတော့လောင်ကျွမ်းသွားကြပါတယ်။ပြီးတော့အစိမ်းတိုက်ကျွဲတရေတွေကလည်းကြောက်ခံကိုတိုက်ခိုက်ဖို့အတွက်တဟုန်ထိုးပြေးဝင်လာကြပါတယ်။ကြောက်ခံကအဲ့ဒီဓာတ်နဲ့ပဲအားရပါရရှီမုံနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရွာတွေကမုတ်ဆိုတယောက်ဟာတော်ထဲမှာသားကောင်တွေကိုချောင်းနေရင်စူညံတန်းကိုကြားတော့ရှုံကွယ်ရာကနေပြီးတော့ကြောက်ခံဝိစာအစွမ်းနဲ့မကောင်းဆိုးဝါးတွေကိုတိုက်ခိုက်နေတာကိုတွေ့လိုက်ရပြီးအတော်လေးထူဆန်းအံ့ဩသွားရပါတယ်။ကြောက်ခံဟာအစိမ်းတရေတွေကိုတိုက်ခိုက်လို့ကုံသွားတာနဲ့အဲ့ဒီတရှိကြီးကိုဂါထာမန်တန်တွေနဲ့ရွတ်ဖက်ပြီးတော့တစ်ပင်ကြီးကိုထိုးဆိုင်လိုက်ပြီးခွဲချကအဲ့ဒီတစ်ပင်တွေကိုဝင်သွားလိုက်ပါတယ်။အထဲမှာနောက်ထပ်နေမြေတစ်ခုထိုင်ကောင်းကျယ်ကြီးရှိနေပြီးတော့များပြားလာတဲ့တရှိတရေတွေနဲ့ပြည်နှံနေပါတယ်။
ဒါပေမဲ့အဲ့ဒီတချီတရေတွေကကြောက်ခံရဲ့ကျင့်ကြံထားတဲ့ကိုရောင်ကိုဝါတွေနဲ့အစွမ်းထက်တဲ့ဓာတ်ရဲ့အယောင်ထွန်းလင်းတောက်ပနေတာကြောင့်တရေတွေဟာကြောက်ခံရဲ့အနာကိုမကပ်ဝန်းကြပဲကြောက်ရွံ့နေကြရပါတယ်အောက်လန်ဆရာကြီးဝေတွန်းကရှေ့မတိုးရဲတဲ့တရေတွေကိုသူ့ရဲ့အောက်လန်ပညာနဲ့ထိန်းချုပ်လိုက်ပြီးတော့ကြောက်ခံကိုဝင်ရောက်တိုက်ခိုက်ဖို့စေခိုင်းပါတယ်တရေတွေဟာများပြားလွန်းတာကြောင့်ကြောက်ခံကတီးရွက်တွေကိုထုတ်ယူလိုက်ပြီးတော့မန်နန်ရွတ်ဖတ်လိုက်ကကျဲထုတ်လိုက်တော့အဲ့ဒီတီးရွက်တွေဟာရွှေရောင်တောက်ပတဲ့ဓာတ်တွေအဖြစ်ပြောင်းသွားပြီးတရေတွေထဲကိုပြစ်လွတ်ထည့်လိုက်ပါတယ်ဓာတ်တွေဟာလေထဲကနေပြီးတော့တရေတွေအပေါ်ထိုးချဖောက်သွားပြီးတော့တရေတွေတော်တော်များများဟာလောင်ကျွမ်းသွားကြပြီးအောက်လန်ဆရာကြီးရဲ့အချုပ်အနှောင်ကနေပြီးတော့ကျွတ်လွတ်သွားကြရကုန်ပါတယ်ပြီးတော့ကြောက်ခံတရှိကိုစုပ်ကင်လိုက်ပြီးအသားစားအစိမ်းတရေတွေကိုအဆက်မပြတ်ခုတ်ထစ်တိုက်ခိုက်ရာကြောက်ခံရဲ့တကူလုံးဟာသွေးတွေစွန်းသွားပြီးတော့ဝတ်ထားတဲ့အဝတ်ပြူဟာသွေးတွေနဲ့နှီးမြန်းသွားပြီးတော့တင်ကန်အယောင်ဖြစ်သွားပြီးရဟန်းတစ်ပါးကတရေတွေနဲ့တိုက်ခိုက်နေတယ်လို့မျိုးဖြစ်သွားပါတယ်တရေတွေကိုတိုက်ခိုက်နှိမ်နှင်းနိုင်ခဲ့ပြီးရှေ့တဲမှာရက်ဆောင်နေတဲ့ကိုရင်လေးနဲ့အတိတ်ဘဝကဖခင်ကိုတတ်ခဲ့တဲ့အောက်လန်ဆရာကြီးဝေတွန်ကိုထိတ်တိုက်တွေးလိုက်တဲ့အခါမှာတော့ဒေါသထွက်သွားပြီး ငါအဖေကိုတတ်ခဲ့တာမင်းပဲအဲ့ဒီတုန်းကငါအဖေမင်းကိုတတ်လို့မရပြီမဲ့ဒီတစ်ခါမှာတော့မင်းကိုငါတည်အောင်တတ်ဖို့လာခဲ့တာငါမင်းကိုတတ်မယ် ကြောက်ခံကအဲ့လိုပြောလိုက်တော့အောက်လန်ဆရာကြီးဝေတွန်ကချိန်တုန်းကသူတတ်ခဲ့တဲ့စပားကုံတဲ့နိုင်ထောင်ကွန်ရဲ့တာမန်တီးသွားပြီးအဲ့ဒီတုန်းကတတ်ခွင့်မရခဲ့တဲ့ကံကောင်းပြီးအသက်ရှင်ခဲ့တဲ့ကလေးပဲဆိုပြီးတော့ဟာတိုက်ပြီးရေမောနေလိုက်ပါတယ်အောက်လန်ဆရာဝေတွန်က ငါ့ကိုနာကျင်အောင်လုပ်ခဲ့လို့ငါဒီနေရာမှာအချိန်အကြာကြီးပေးပြီးကုစားခဲ့ရတာအဲ့ဒီတော့ငါမင်းကန်ကောင်းလို့မင်းကိုဖုန်ကြီးတစ်ပါးကယ်တင်ခဲ့လို့ငါမင်းကိုတတ်ခွင့်မရခဲ့ဘူးအခုတော့မင်းငါရှေ့ရောက်ပြီဆိုတော့ငါမင်းကိုတတ်ခွင့်ရပြီပေါ့ဟာ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 ပြောပြီးတာနဲ့ရေတွက်မနိုင်တဲ့နှိရှို့တရေအမြောက်အများကိုကြောက်ခံထန်ထပ်မှန်ပြီးတော့ဆေးလွှတ်လိုက်ပါတယ်ကြောက်ခံတယောက်ထဲကများပြားလွန်းလာတဲ့တရေတွေကိုဓာတ်နဲ့မနာတန်ခုန်နေရင်လည်းပဲမကုံနိုင်တဲ့တရေတွေကြောင့်အလွန်ပဲပင်ပန်းအားနေသွားပြီးတော့တိုက်ခိုက်မှုနှေးကွေးသွားတာနဲ့တရေတွေဟာကြောက်ခံရဲ့လက်ကိုနာကျင်စွာကိုက်လိုက်ပြီးတဲ့အပြင်တဟုန်တို့ပြေးဝင်လာတဲ့တိုက်ကျွဲတရေရဲ့တိုက်ခိုက်မှုကြောင့်ကြောက်ခံဟာလွင့်စင်သွားပြီးတော့အတော်လေးထိနာသွားရပါတယ်ပြီးတော့ဗဇက်ကားနေသွေးတွေအန်ထွက်လာပြီးနာကျင်လွန်နေပေမဲ့မတေအောင်အကျိတ်အနေအားတင်းထားရပါတယ်အောက်လန်ဆရာဝေတွန်ကအားရပါရရေမောပြီးရှိသမျှတရေတွေနဲ့ကြောက်ခံကိုကိုက်ဖြတ်ရှိမွားလိုက်ဖို့ထပ်မံထိန်ချုပ်ပြီးတော့ဆေးလှုပ်ပါတယ်ကြောက်ခံဟာလုံးဝအရှုံးမပေးပဲဝိဇ္ဇာယဟန်၄ပါးကိုတိုင်တယ်ပြီးတော့အထက်လန်ဂါထာကိုယူဖတ်လိုက်ပါတယ်ဂါထာယူဖတ်လို့ပြီးတာနဲ့ကြောက်ခံရဲ့အနောက်ကနေပြီးတော့ရွှေဝါရောင်လင်းလက်တောက်ပနေတဲ့ယဟန်၄ပါးနဲ့အတူထင်ရှားပြတ်သားတဲ့တရားရွတ်တန်တွေထွက်ပေါ်လာခဲ့ပါတယ်တရားအသံကြားလိုက်ရတဲ့မကောင်းဆိုးဝါးတွေအားလုံးဟာလောင်ကျွမ်းပျောက်ကွယ်သွားကြပြီးယဟန်၄ပါးလုံးဟာလည်းရောင်ကြီးတွေနဲ့အတူပျောက်ကွယ်သွားကြပါတယ်ကြောက်ခံမှာတော့ထုတ်တုံလိုက်တဲ့စွမ်းအားတွေနဲ့အထိနာထားတာကြောင့်အစွမ်းခဏတာထုတ်လို့မရတော့ပဲဖြစ်သွားပြီးကြံနေသေးတဲ့တရေတွေကိုဒီတိုင်းပဲတရှည်နဲ့အလွတ်တန်တိုက်ခိုက်ပါတယ်ကြောက်ခံရဲ့တိုက်ခိုက်ရေးအရန်ကောင်းနေတာကြောင့်တဖြည်းဖြည်းနဲ့အောက်လန်ဆရာကြီးဝေတွန်အနာကိုရောက်လာခဲ့ပါတယ်။အောက်လန်ဆရာဝေတွန်ကသူ့အသက်အန္တရာယ်အတွက်မလုံခြုံတော့မှန်းသိတော့သူတတ်ထားတဲ့ကိုရင်လေးကျွေးရဲ့ဝိညာဉ်ကိုထုတ်ယူပြီးကြောက်ခံကိုတိုက်ခိုက်စေပါတယ်။ကြောက်ခံဟာကိုရင်လေးကျွေးနဲ့တိုက်ခိုက်ရတော့ကိုရင်လေးကိုမလုံရက်ပဲနဲ့ကာကွယ်ရုံတသက်သာကာကွယ်ခဲ့ပါတယ်။ဒါပေမဲ့ထိန်ချုပ်ခံထားရတဲ့ကိုရင်လေးရဲ့ဝိညာဉ်ကကြောက်ခံကိုအသေးအကျေတိုက်ခိုက်ပါတယ်အခုလိုတိုက်ခိုက်နေတဲ့အချိန်မှာပဲကိုရင်လေးရဲ့ဝိညာဉ်ကိုတာကိုကြောက်ခံတတိထားမိသွားပါတယ်။ကိုရင်လေးရဲ့အတွင်းစိတ်ကပြောတဲ့စကားအသံတွေကိုကြောက်ခံတိုးတိုးလေးကြားလိုက်ရပါတယ်။ကိုရင်လေးကငိုယိုပြီးတော့ကြောက်ခံဟာအခုလိုကိုရင်လေးရဲ့စကားအသံကိုကြားလိုက်ရတော့အလွန်ဝမ်းနည်းမိပြီးအော်ပြီးငိုနေမိပါတယ်။
သူချရတဲ့ကိုရင်လေးကိုမလုပ်ရက်ပေမဲ့ကိုရင်လေးဝတ်ခံနေရတာကိုမြင်တော့အန်ကျိတ်ပြီးစုံဖြတ်ခြင်းနဲ့အတူကိုရင်လေးကိုတက်ရှိနဲ့တွဲကုတ်ချလိုက်ပါတယ်အဲ့ဒီချိန်မှာပဲတောက်ပတဲ့အပြုံးတွေနဲ့ကိုရင်လေးကကြောက်ခံကိုကျေးဇူးတင်စကားတွေနဲ့အတူလက်ပြနှုတ်ဆက်ပြီးပျောက်ကွယ်သွားပါတယ်ကြောက်ခံကသူချစ်ခင်ရတဲ့ကိုရင်လေးနဲ့အချင်းချင်းတိုက်ခိုက်ရအောင်လုပ်တဲ့အောက်လန်ဆရာကြီးဝေတုံကိုအလွန်ဒေါသထွက်နေပြီးဂါထာမန္တန်တွေကိုရွတ်ပြီးသူ့ရဲ့ကိုစားတရေတွေကိုတိုက်ခိုက်ဖို့ကြီးကန်းအမြောက်အများစီလွှတ်ပါတယ်ပြီးတာနဲ့အောက်လန်ဆရာကြီးဝေတုံကိုအသေးအကျေတိုက်ဖို့ဆိုပြီးတော့ရှေ့ကိုတိုးသွားပါတယ်မျက်နှာချင်းဆိုင်ရင်ဆိုင်ရတော့မဲ့အချိန်မှာတော့တိုက်ခိုက်ကြဖို့ဂါထာမန္တန်တွေအပြန်အလှန်ရွတ်ဖတ်ကြပါတယ်အောက်လန်ဆရာဝေတွန်ရဲ့ခြေကြလွန်တဲ့အစွမ်းတွေကြောင့်ကြောက်ခံမှာအထိနာပြီးတော့ရင်မဆိုင်နိုင်ဖြစ်သွားရပါတယ်အောက်လန်ဆရာဝေတွန်မှာအနေငယ်များသာနာကျင်ရပေမဲ့ကြောက်ခံမှာတော့အတော်လေးအထိနာနေပါတယ်။မြောက်သာရှိသမျှမော်အစွမ်းတွေနဲ့အစွမ်းကုန်ထုတ်တုံကြတဲ့အခါမှာတော့အပြင်းထန်ပေါက်ကွဲသွားကြပြီးတယောက်တနေရာစီလွင့်စင်သွားကြပါတယ်။ဒီတစ်ချိန်မှာတော့ကြောက်ခံဟာတေလူမျောပါဖြစ်နေပြီးတော့တင်းထားတဲ့စိတ်တွေကြောက်တာအသက်ရှင်နေပါတယ်။တစ်ဖက်ကအောက်လန်ဆရာကြီးဝေတွန်ကလည်းထပ်တူတေလူမျောပါခံစားနေရပါတယ်။နောက်ဆုံးအရှင်တွေကိုရင်ဆိုင်ရတော့မှဖြစ်တော့ကြောက်ခံကဦးစင်းပွားမှာကလေးကတက်ထားတဲ့အတတ်ပညာတစ်ခုရှိနေပါတယ်။အဲ့ဒီပညာကအသက်ပေပြီးမှထုတ်တုံရတာကြောင့်အခုလိုအရှင်နေမျိုးရောက်မှသာအောက်လန်ဆရာကြီးကိုအနိုင်ယူအဆုံးသတ်ဖို့အတွက်ထုတ်တုံဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့ကြောက်ခံဟာအဲ့ဒီရှေးကြလွန်တဲ့ဂါထာကိုတိုင်တဲရွတ်ဖတ်နေတဲ့အခါမှာတော့ရွတ်ဖတ်တန်တွေကိုကြားလိုက်ရတဲ့အောက်လန်ဆရာကြီးဝေတွန်ကဒီဂါထာဟာသူ့ကိုတည်စေနိုင်တဲ့ဂါထာဆိုတာကိုသိတော့အတော်လေးထိတ်လန့်နေပြီးကိုလွတ်ယုံဖို့ကြိုးစားပါတယ်ဒါပေမဲ့အချိန်မမီတော့ပဲဂါထာရွတ်ဖတ်လို့အပြီးမှာကြီးမားတဲ့တိုင်းကြီးချစ်တိုင်ကအပေါ်ကနေကြားလာပြီးတော့အောက်လန်ဆရာကြီးဝေတွန်ကိုဝိုင်းထားလိုက်ပါတယ်အောက်လန်ဆရာကြီးဝေတွန်ပြေးလန်းမရှိပိတ်နေပြီးတော့လှုပ်လို့မရတော့ပဲသူရဲ့စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ပါအတိုင်းမသိနာကျင်လာရပြီးတော့လောင်ကျွမ်းပြီးအဲ့ဒီနေရာမှာပဲပျောက်ကွယ်သွားရပါတယ်အဲ့ဒီချိန်မှာပဲအောက်လန်ဆရာရဲ့အတိတ်ကစုဆောင်ထားတဲ့မကျွတ်လွတ်တဲ့တရှိတရေဝိညာဉ်တွေဟာခုတော့အောက်လန်ဆရာကြီးတည်သွားတာနဲ့တရေတော်တော်များများဟာကျွတ်ကုန်သွားကြပြီးပျောက်ကွယ်သွားကြပါတယ်တချို့တရေတွေဟာကြောက်ခံရဲ့ကဲတင်မှုကြောင့်ကျွတ်လွတ်ကြရတော့မှဖြစ်တဲ့အတွက်ကြောက်ခံကိုဦးချကြော့ပြီးမှပျောက်ကွယ်သွားကြပါတယ်ကြောက်ခံကထိုင်နေလျက်နဲ့နာနာကျင်ကျင်ခံစားနေရတဲ့အချိန်မှာပဲသူ့ရဲ့အရှိမအရေးတစ်ခုကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီအရေးကသူ့အဖေရဲ့ဝိညာဉ်နိုင်ထောင်ကော့မယ်ဖြစ်ပါတယ်။ဒီလိုနဲ့မြင်မြင်ချင်းမှာနှစ်ယောက်သားပွေဖက်ကြပြီးတော့နိုင်ထောင်ကော့ကတားတာဝန်ကြည့်တယ်။ခုချိန်ကနေစပြီးတားတယောက်တည်းမနေရတော့ဘူး။ဒါကိုတားအမေရှိရာခေါ်သွားမယ်ကြောက်ခံအဲ့လိုပြောလိုက်ပြီးတာနဲ့ကြောက်ခံဟာလဲကျသွားပြီးသူ့အဖေနဲ့အတူဝိညာဉ်ဘွားနဲ့ထွက်သွားပြီးပျောက်ကွယ်သွားပါတယ်။အားလုံးပြီးတာနဲ့တောထဲမှာကြောက်ခံတယောက်မကောင်းဆိုးဝါးနဲ့တိုက်ခိုက်ခဲ့ကြတာကိုမြင်တွေ့ခဲ့တဲ့မုတ်ဆိုတူကရွာထဲကိုအမြန်ပြေးပြန်သွားပြီးအဲ့ဒီအကြောင်းတွေကိုတရွာလုံးကိုရှင်းပြပါတယ်။အဲ့ဒါနဲ့ရွာသူရွာသားတွေကကြောက်ခံအတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးကြပြီးကောင်းရသူကတိလာပါစေဆိုပြီးတော့ဝိုင်းပြီးဆုတောင်းပေးကြပါတယ်။အောက်လန်ဆရာဖန်ခေါ်ခြင်းခံခဲ့ရပြီးတရေတွေဖြစ်ခဲ့ရတဲ့မိသားစုနဲ့ခွဲခွာခဲ့ရတဲ့တရေတွေဟာကျွတ်ခံဒီမှာရွာမှာကြံရှိနေကြတဲ့သူတို့ရဲ့ရွှေမျိုးတွေကိုလာရောက်နှုတ်ဆက်ချပြီးတာနဲ့ပျောက်ကွယ်သွားပြီးကောင်းရသူကတိပုံကိုရောက်သွားကြပါတယ်။အဲ့ဒီချိန်ကနေစပြီးကြောက်ခံကအောက်လန်ဆရာကြီးကိုနေနိုင်ခဲ့ပြီဆိုတာကိုသိသွားကြတော့တရွာလုံးကစိတ်အေးလေးအေးဖြစ်သွားကြပြီးရွာလေးလည်းအတော်လေးအေးချမ်းသွားပါတယ်ဒီလိုနဲ့ရွာသူရွာသားတွေဟာနနက်တိုင်ဘုံကြီးကျောင်းကိုတွားကြစွမ်းကက်လှူဒန်းကြနဲ့ဖျားတရားတွေကိုင်းဆိုင်လာကြပါတယ်ရွာသူရွာသားတွေဟာကုသိုလ်ကောင်းမှုပြုလုပ်တိုင်းရွာအတွက်အသက်ပေးခဲ့တဲ့ကြောက်ခံကိုမမေ့ကြပဲဆုတောင်းပေးကြရင်ဇက်လန်လျာလည်းဒီနေရာမှာပဲပြီးဆုံးသွားပါတယ်ကျွန်တော်ရဲ့ပရိသတ်တွေဒီပုံပြင်လေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့ comment လေးတစ်ခုခုဖြည့်မှတ်သွားပေးဖို့အကူအညီတောင်းပါတယ်
subscribe မလုပ်ထားရသေးဘူးဆိုရင်လည်းနောက်ထပ်ဗီဒီယိုတွေကိုအလွယ်တကူမြင်တွေ့ရအောင် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်အားလုံးပဲရှင်လန်းချမ်းမြေပါစေ